Hola, alo mới mình là bà, cho nên tiếng biểu biểu bị mà rồi, space man đi ra nè, nếu mà man đi ra, bà qua lấy số phiếu bà. Cho nên nhìn biểu trên nào rồi, nhà yêu sĩ đã bảo nó, tại vì cho nó ý chí để chơi biểu biểu. But I'm also to check in language barrier bảo nó, space mà language mà đánh, bà mà lưu luôn mẹ. Part time rồi, bạn công point nào rồi, sĩ vợ thoát rồi, space ra mà đánh, bà mà lưu luôn mẹ. Spain စကားတက်ဖို့ရည်ကြည်ပါတယ် Spain စကားရေလို့မဟုတ်ပါဘူးကိုက Europe နိုင်ငံပဲနိုင်ငံကိုပဲသွားစကားအရေးကြီးပါတယ် for example Netherlands ဆိုရင်တက်စကား Germany ဆိုရင် German စကား Italy ဆို Italy France ဆို France အဲ့လိုမျိုးပေါ့နော်သူတို့က English တက်သူတို့စကားပြောတော့သူတို့ပိုကြိုက်ကြပါတယ်နောက်တစ်ခုအနေနဲ့ကတော့အစားအသောက်ပဲဖြစ်ပါတယ် Spain မှာသူတို့ Spain လူမျိုးတွေကထမင်းစားအရင်နေတယ်သူတို့ pasta တို့ coffee တို့ ပါမုတ်တို့ကြက်ဥတို့အဲ့လိုတွေအစားများတယ်ပေါ့နော်ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုနေဆိုလုံးဝမကိုက်ညီပါဘူးကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော်တို့ကထမင်းစားလိုက်အောင်မှကျင်နေတာဒါပေမဲ့သူတို့ကတော့ထမင်းဆိုရင်တော့တိတ်မစားကြပါဘူးခါရီကျရင်ဒင်နာမှာတော့သူတို့ထမင်းကြီးစားကြတယ်ပြီးတော့စပိန်လူမျိုးတွေကအရင်ဘီယာကြိုက်ကြပါတယ်သူတို့နေကင်းပိုင်းလို့ဆိုညပိုင်းလို့ဆိုဘီယာဆိုင်နေအထိုင်များပါတယ်ဘီယာအရင်တောက်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘီယာမတောက်ပါဘူးဘီယာဆိုင်နေလည်းအများကြီးရှိကြပါတယ်နောက်တစ်ခုအနေနဲ့ကတော့ culture shock ပေါ့နော်ဒီမှာတွေကတယောက်တွေးပြီးဆိုရင်သူတို့နမ်းပြီးတော့နှုတ်ဆက်ကြတယ်ပေါ့နော်တစ်ဖက်နှစ်ဖက်ဟိုဘက်ဒီဘက်နမ်းတာပေါ့နော်နမ်းပြီးတော့နှုတ်ဆက်ကြပါတယ်အဲ့လိုမျိုးမြန်မာမှာတွားလို့မယ်ဆိုရင်တော့ what ဟိုးခံရမှာဒီမှာတော့ဒီဆဆတွေးပြီးဆိုတာနဲ့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ဒီဘက်နဲ့ဟိုဘက်နဲ့ဟိုတစ်ဖက်စီနမ်းပြီးတော့နှုတ်ဆက်ကြပါတယ်နောက်တစ်ခုကတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ပါတယ် sister ဟာပါသူတို့အနားယူချိန်နေကင်းပိုင်းဆိုရင်သူတို့2နာရီကနေ9နာရီကျရင်အနားယူကြပါတယ်ဘာအလုံးမှလည်းမလုပ်ကြပါဘူးတချို့ဆိုင်တွေပဲဖွင့်ပါတယ်တချို့ကုန်းစုံဆိုင်တို့ supermarket တို့လောက်ပဲဖွင့်တယ်တော်တော်များများတော့ပိတ်ကြတယ်အဲ့ချိန်ဆိုလမ်းမတွေမှာလုံးဝတိတ်ဆိတ်ပြီးတော့လုံးဝဘယ်သူမှမရှိသလိုတော့ခံစားရတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကညစာစားချိန်တွေဖြစ်ပါတယ်ညစာစားချိန်တွေကဒီမှာအရန်နောက်ကြပါတယ်7နာရီ9နာရီ10နာရီတောင်မှစားကြပါတယ်ဒါကြတော့ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ဘယ်လိုပြောမလဲတိုက်ဆိုင်တာပေါ့နော်ကျွန်တော်တို့မြန်မာမှာလည်းနောက်ကြညစာစားတာ7နာရီ9နာရီ10နာရီဆိုတော့ဒါတော့နည်းနည်းတူတာပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ဒီမှာတွေကမြန်မာမှာလို့အားမနာကြဘူးပေါ့နော်ကိုလုံးနိုင်တယ်မလုံးနိုင်ဘူးပုံလင်းပဲပြောကြတာအလုံးမှာပဲဖြစ်ဖြစ်စူပါမားကတ်မှာပဲဖြစ်ဖြစ်ငါဒီရမလုံးနိုင်ဘူးငါဒါမလုံးနိုင်ဘူးဒါပုံလင်းပြောတယ်ပေါ့နော်မြန်မာမှာကြီးကြတော့ကျွန်တော်တို့မြန်မာလူမျိုးမှာကျွန်တော်အပါဝင်ပေါ့နော်အားနာတကြတာဟာငါပြောလိုက်ရင်တစ်ဖက်လူပါဖြစ်သွားမလဲအဲ့လိုမျိုးတွေစိတ်ရှိတယ်ဒါပေမဲ့သူတို့မှာတော့အဲ့လိုမဟုတ်ရရင်ရတယ်မရရင်မရဘူးပုံလင်းပြောတာပေါ့နော်ဒါလည်းနိုင်ငံခြားရောက်တဲ့လူတွေအနေနဲ့တတိထားဖို့လိုတယ်ကိုလုံးနိုင်တယ်မလုံးနိုင်ပုံလင်းပြောတာတော့ပိုကောင်းတာပေါ့နော်ကဲဒါလေးတွေကတော့စပိန်နဲ့မြန်မာကွာခြားတဲ့အချက်လေးဖြစ်ပါတယ်နောက်ပါတီးချင်တယ်ဘာရိုက်စီချင်လဲ comment မှာရေးခဲ့ပေးပါbye bye see you in the next video